အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဆက်ပေးချင်တဲ့လင်းကားပေါ့နော်ဒီ2025ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပေါ့နော်မင်းအောင်လည်းတပည့်လို့ပဲပြောမှာလားပေါ့နော်သူရဲ့အမျိုးသားစီလို့ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးအရေးဖော်ဆောင်ရေးကော်မတီဒီဒုတိယဗိုလ်ချုပ်မှူးကြီးရပြရနေပြီးတော့ဒီမက်လာ26ရက်နေ့မှာပြောကြားလိုက်တဲ့အကြောင်းအရာလေးကိုပြည်သူတွေသိရှိစေရတဲ့ဖော်ပြပေးရမှာပဲဖြစ်ပါတယ်ဒီဟာကတော့ပေါ့နော်သူဖော်ပြသွားတဲ့အကြောင်းအရာပေါ့နော်ဒီစစ်တပ်ကိုပေါ့နော်နိုင်ငံရေးကထွက်ခွာဖို့ဆိုတော့လုံးဝမဖြစ်နိုင်ဘူးပေါ့နော်ပြည်သူတွေပေါ့နော်ဒါပေါ့နော်တော့ message ကိုပါလိုက်တာပဲဖြစ်ပါတယ်သူပြောရတာပေါ့နော်သူတို့အနေနဲ့ဘာတမချက်မှမရှိပါဘူးလေဒါပေမဲ့တခြားအဖွဲ့အစည်းအနေနဲ့တမချက်တွေရောရှိပါတယ်တခြားအဖွဲ့အစည်းတော့တခြားတိုင်းနိုင်ငံအနေနဲ့ ING တို့တရားမှာ PDF လူငယ်တွေဖွဲ့စည်းကြတဲ့အဖွဲ့တွေပြောနေတော့ပေါ့နော်ပြီးတော့တမတော်နိုင်ငံရေးကထွက်မှာတော့တမတော်ကိုဖြစ်မှာတော့ယာယီအစိုးရဖွဲ့မှာဆက်တဲ့ဖြစ်ဒီလိုမျိုးကတ်တဲ့ချက်တွေအဲ့လိုရှိမှဆွေးနွေးမယ်ဆိုတော့မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့တောင်းဆိုမှုတွေကိုလက်ခံဆွေးနွေးဖို့လက်ဖွင့်ထားတယ်လို့သူကပြောပါတယ်သူပြောချင်တဲ့အိဗယ်ကွာဒီလိုမျိုးတောင်းဆိုမှုတွေမဖြစ်နိုင်ဘူးပြောတယ်ဒါပေမဲ့လက်ခံဆွေးနွေးဖို့တော့လည်းတောင်းဆိုလက်ဖွင့်ထားတယ်သူပြောချင်တာဘာလဲဒါပေမဲ့သူပြောချင်တဲ့အဓိပ္ပာယ်ကွာတည်ရမလားလာဆွေးနွေးပေါ့နော်သူတို့အနေနဲ့ရတော့ပေါ့နော်ဘယ်တော့မှတော့ဒီနိုင်ငံရေးကနေပြီးတော့ပေါ့နော်ထောက်ခေါ်တော့မှဆိုတော့မဖြစ်နိုင်ပေါ့နော်ဘာဆိုင်လို့လဲပြောချင်တဲ့အဓိပ္ပာယ်ကွာဘယ်နိုင်ငံမှာမဆိုစစ်တပ်နေရမှာပဲနေရတယ်လေဘာကိစ္စကနိုင်ငံရေးနဲ့စစ်တပ်ကဆက်နွယ်နေစရာအကြောင်းရှိတယ်နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့စစ်တပ်တိုင်းပြည်ကအမြဲတမ်းဆင်းရဲဆုတ်ပြတ်ပြီးတော့နော်လူရဲ့အမြဲတမ်းပေါ့နော်ကဘာလုံးမှာပေါ့နော်သူများအောက်မှာကြာရောက်နေခဲ့ရတာပေါ့နော်ဒါအားလုံးသိရှိပြီးဖြစ်မှာထင်ပါတယ်နော်ဒါတော့သူတို့အနေနဲ့နိုင်ငံရေးမှာသူတို့ကဆက်လက်ပါဝင်နေပြီးတော့ဒီစစ်တပ်ကကာကွယ်ရေးတော့ပဲမဟုတ်ဘဲနဲ့နေရာတကာမှာဘယ်လိုပြောမလဲဆိုတော့ပထမဦးစားပေးအနေနဲ့ပေါဝင်ချင်နေရတာဒါလုံးဝယူသိမရှိတဲ့ကိစ္စပဲပေါ့နော်ဒီเจ้าရံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကေအမျိုးသားအစည်းအရုံး KNU ကေအမျိုးသားအစည်းအရုံး KNU ပေါ့နော်ပြောဆိုကိုရှိတယ်ဘရိုဆိုတော့နေရာနေပြီးတော့ယခုလိုပဲပြန်လည်ပြီးချိပပြောကြခဲ့ရပဲဖြစ်ပါတယ်ပေါ့နော်အဲ့လိုမဖြစ်နိုင်တဲ့ဟာတွေကိုလည်းဖြစ်အောင်လုပ်အောင်ပေါ့နော်ကျွန်တော်တို့ရဲ့တာဝန်ပဲလေကျွန်တော်တို့စီးရင်နေလည်းအဖြစ်စေနိုင်ငံရေးလည်းအဖြစ်စေတနမရေးပြည့်မှုအဖြစ်စေနောက်စီးပွားရေးပြည့်မှုအပါအဝင်ပြည်သူ့လှုပ်ရှားမှုတွေနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ PR ပေးရမှာပေါ့နော်ပြောချင်တာတော့ဒီစစ်တပ်ကိုဒီနိုင်ငံရေးကနေပြီးထပ်သွားဖို့အတွက်ဒီပြည်သူတွေအားလုံးကပေါ့နော်ဒီလူစည်းတဲ့ PR များပေးရမယ်ဒါမှဒါလေစစ်တပ်ကဒီနိုင်ငံရေးမှာပေါ့နော်ဝင်ရောက်ဆုတ်ဖက်တာတွေပေါ့နော်တော့ကြောက်ကြတော့မှဖြစ်ပါတယ်ပေါ့နော်အခုဆိုရင်ဒီစီရဆိုလေပေါ့နော်ကြားနေရပေါ့နော်စစ်မြေပြည်စုံမှုရတပည့်အကောင့်လာဒါဆိုရင်ဆက်ပြီးတော့လုံးဝပဲရမယ်ပေါ့နော်အခုလိုအခြေအနေတွေသူတို့ဘက်ကဒီလိုရှုံးနေတဲ့အချိန်မှာသူတို့ဘက်ကလေမလျှော့သေးဆိုတော့ပြည်သူတွေအနေနဲ့ကပြပြတသားတည်နေဘူးပေါ့နော်ဘာလို့ဆက်လို့ရမလဲစစ်တပ်ရဲ့ဒီတတိယတွေကိုမြင်တဲ့မြင်လာရပြီဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ဘာကိုဘယ်လမ်းကိုရှောက်တင်လဲဆိုတော့ပြည်သူအနေနဲ့လေးနဲ့စဉ်းစားပြီးတော့ပြပြတသားလို့ဆောင်မယ်အခြေအနေဖြစ်ပါရဲ့နော်အမျိုးသားညီညွတ်ရေးအစိုးရ ING နဲ့ကရင်အမျိုးသားအစည်းအရုံး KNU တို့အပါအဝင်နဲ့အသက်ခံအင်အားစုတွေစစ်တပ်နိုင်ငံရေးကထွက်ဖို့အရတာအစိုးရအုပ်ချုပ်မှုအောက်မှာနေဖို့စတဲ့အချက်တွေကိုလက်ခံမှာဆွေးနွေးနေမယ်လို့ပြောကြတော့ပါတယ်ဒါဟာမကန်တဲ့လို့ရပဲလေစစ်တပ်ဆိုတာကတိုင်းပြည်သူတွေရဲ့ကာကွယ်ရေးမှာနေရမယ်နေရာကမှနိုင်ငံရေးပဲဖြစ်စစ်တပ်စီးရေးပဲဖြစ်တဲ့မှာအုပ်ချုပ်ရေးပဲအဆက်အရမှာသူ့အနေနဲ့ဝင်ရောက်စရာအကြောင်းမရှိဘူးဟုတ်တယ်မလားနိုင်ငံရေးကိုလောက်အောင်မှာကအစိုးရအနေနဲ့လောက်အောင်မှာစစ်တပ်အနေနဲ့လောက်အောင်အကြောင်းမရှိဘူးအစိုးရကအစိုးရလောက်အောင်မှာစစ်တပ်ကစစ်တပ်လောက်အောင်မှာဒါကိုနေရာတိုင်းမှာစစ်တပ်ကဝေရောက်ချဲ့လဲခြင်းနဲ့ဆိုကြတဲ့အစစ်တပ်ကတတိယမှန်တဲ့စစ်တပ်ပဲအဲ့တမတော်ကလည်းတတိယမှန်တမတော်ဖြစ်ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်တပ်ကိုသူ့နေရာကိုသူအများဆုံးရောက်ရှိဖို့အတွက်ပြီးတော့စီးရပေါ့နော်ချိုးပေါက်ထားတဲ့ဒီလိုမျိုးပေါ့နော်ပြုမှုကျူးလွန်မှုတွေကိုချိုးပေါက်ထားတဲ့သူတွေကိုလည်းပေါ့နော်တက်တယ်နေခံရဖို့အတွက်ပြည်သူတွေများများဖိအားပေးဖို့လိုအပ်ပြီးတော့ရရတောက်ခံထားပြီးတော့ဒီဒေါ်လာရေးကိုအရှင်သုံးမြဖို့လိုအပ်တယ်လို့ပြောကြရင်လည်းဒီဗီဒီယိုလေးကိုဒီမှာနေကုန်ချုပ်လိုက်ပါရစေအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်